Hello မင်္ဂလာပါနော် Bible Quiz မှာကြိုဆိုပါရနော်Bible Quiz မှာမိကွန်း၄ခုပေးထားပါတယ်နော်မိကွန်း၄ခုရမှာနော်တစ်ခုပဲအဖြစ်မှန်ဖြစ်ပါတယ်နော်မိကွန်း၄ခုနံပါတ်1မိကွန်းကဘာဖြစ်လဲနှစ်ကောအခန်းကြီး6ငွေ3နံပါတ်2ကမဿဲအခန်းကြီး73ငွေ49နံပါတ်3ကယာကုပ်အခန်းကြီး1ငွေ15နံပါတ်4မိကွန်းကတစ်ကောအခန်းကြီး7ငွေ73မိကွန်း၄ခုရအဖြစ်မှန်တစ်ခုကိုမိတ်ဆွေကဖြည့်ပေးရမှာပဲဖြစ်ပါတယ်နော်အဖြစ်ခင်မှာကျမ်းပိုက်ကိုအတူတူဖတ်မယ်တရားဟောခြင်းအခွင့်တရားကိုအပြစ်တင်ခြင်းနှင့်ကင်းလွန်စိတ်သောငါထိမိ၍လဲစရာအကြောင်းတစုံတစ်ခုကိုမျှမပြုတနည်းကကောင်းကင်နိုင်ငံတို့သည်ပင်လယ်၌ချ၍မျိုးမျိုးသောငါတို့ကိုအုပ်မိသောပိုက်ကွန်နှင့်တူ၏တတ်မှတ်သောစိတ်သည်ပရိတရေယူ၍ဒုစရိုက်သည်လည်းပြည့်စုံလျင်တည်ခြင်းကိုပွားတတ်၏ကြောင်းမူကားယူဒလူဖြစ်စေဟေလတလူဖြစ်စေကျွန်ဖြစ်စေလူဖြစ်စေငါတို့ရှိသမျှသည်ဝိညာဉ်တော်တစ်ပါးသည်အဖြစ်တကိုယ်တည်းတို့ဗတ္တိဇံကိုခံကြ၏ငါတို့ရှိသမျှသည်တစိတ်တဝိညာဉ်တဲတို့လည်းတောက်ကြ၏ဒီကွန်လေးခုရှိပါရဲ့နော်မိတ်ဆွေရဲ့အဖြစ်မှန်ကို comment မှာရေးပေးခဲ့ပါအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ bye bye